ဝိတ်မတက်တဲ့ကလေးလေးတွေရှိလားကျမကဝိတ်တက်စီတဲ့အစားအစာလေးတွေကိုပြပြပေးပါမယ်နော်ပရိုတင်းရတဲ့ထဲကဆိုလို့ရှိရင်ကြက်သားငါးကြက်ဥအနှစ်ပဲနီလေးပဲဝလေးတိုဖူနို့နဲ့နို့ထွက်ပစ္စည်းထဲကဆိုလို့ရှိရင်နွားနို့ဒိန်ချင်း cheese ကျွေးမယ်ဆိုရင်နည်းနည်းစီပဲကျွေးပေးပါအစီအာဟာရထဲရဆိုလို့ရှိရင်ထောပတ်စီအုံးစီပေါ့နော်တန်လွင်စီနှမ်းစီအဲ့ဒါကိုထမင်းဟင်းကျွေးတဲ့ထဲကိုအနည်းစားဆုံးတစ်စုံစီထည့်ကျွေးလို့ရပါတယ်ကောင်းဟိုက်ဒရိုင်အနေနဲ့ကြတော့ထမင်းအာလူကစုံဦးပေါင်မုံအဖြူပေါ့နော်ပြီးရင်အသီးအနှံအနေနဲ့ဆိုလို့ရှိရင်ငပြောသီးထောပတ်သီးပန်းသီးပေါ့နော်အဲ့ဒါတွေကိုနေ့တိုင်းနေ့စဉ်နေ့တိုင်းတစ်နေ့ကိုထမင်းစားတဲ့ကလေးလေးဆိုလို့ရှိရင်လည်းထမင်းကိုတစ်နေ့ကို3ချိန်အစာပြေအနေနဲ့တစ်နေ့ကို2ချိန်ကျွေးပေးလို့ရပါတယ်အစာကြီးများတဲ့ကလေးလေးဆိုလို့ရှိရင်တစ်ခါကျွေးရင်နည်းနည်းခဏကျွေးပေးပါရှောင်ရမယ့်အရာလေးတွေကြတော့အချို့အရန်များတဲ့ဟာတွေကိုကလေးတွေကိုမကျွေးပါနဲ့အချိုရည်တွေမတိုက်ပါနဲ့သူတို့ကအစာကြီးများတယ်ဆိုလို့ရှိရင်အသားငါးလေးတွေကိုပျော့နေအောင်ပြုတ်ပြီးတော့ကျွေးပါကျမသမီးလေးဆိုလို့ရှိရင်အသားကိုမာလို့ဒီအရွယ်2နှစ်နဲ့6လအရွယ်ဒီသူကအသားမာတဲ့ဟာကိုမစားပါဘူးအဲ့တော့ကျမကသူ့ကိုအသားတွေချက်တော့မယ်ဆိုရင်အသားကိုပျော့နေအောင်ပြုတ်ပြီးတော့ပြန်ချက်ပြီးတော့ကျွေးရပါတယ်ကလေးလေးတွေနဲ့မမေတို့အတွက်ဘုသူတအကြစီတဲ့အကြောင်းအရာလေးတွေကိုပြန်လည်မျှဝေပေးတာဖြစ်ပါတယ်မမေတို့အနေနဲ့နောက်ထပ်ဘာအကြောင်းအရာလေးတွေများသိချင်လဲလို့ comment မှာတစ်ချက်လောက်ရေးခဲ့ပေးပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်မမေတို့အတွက်ဘုသူတရတယ်ဆိုလို့ရှိရင် like and share နဲ့ comment လေးတွေရေးခဲ့ပေးကြပါလို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်တတာ